ပဲများတော့လို့နည်းနည်းပြကော့သွားနည်းနည်းပဲများလို့ပြသွားဟုတ်ဟုတ်မဟုတ်ဟုတ်ပြေးလို့စကားပြောမဲ့လူလည်းမရှိလို့ line နဲ့လာလွှင့်တာအမေတော့ຫນွယ်ပြေးလို့ line လာလွှင့်တာပါပဲများတော့ချက်စားပဲကလာဟင်းချက်စားတတိမရဲ့လက်ဆောင်ရတဲ့ပန်းနေຫນွယ်ရပန်ထားຫນွယ်ပတ်စံမြန်မာပတ်စံလေးထည့်ထားလိုက်လိုချင်လို့နားကြိုင်နေတယ်ဒီတစ်ဖက်တည်းကြိုင်နေတယ်ဘာလို့လဲမသိຫນွယ်ပြင်းလို့လေးစကားပြောမဲ့လူလည်းမရှိဘူးစကားပြောမဲ့လူလည်းမရှိလို့ line လွှင့်မြန်တော့လည်းငါစကားပြောမဲ့လူကမရှိဘူးအမလေးဟို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 အဲ့ကြ line လွှင့်အမလေးပြင်းလို့အမလေးຫນွယ်မုတ်ဆဲစားပြီငါလည်းစကားလေးပြောမဲ့လူလည်းမရှိဘူးလို့အိမ်ရလည်းဖုန်းခေါ်အိမ်ရလည်းစလုံးခေါ်ပါလားတဲ့ခေါ်ကျင်တဲ့လူ agency လုပ်ချင်တယ်ဒါပေမဲ့လူတွေကအခုကအရင်တော့မလွယ်လို့လေအရင်တော့ကလားတာလွယ်တဲ့အမရဲ့အခုကမလွယ်လို့ပြင်းလို့စကားပြောမဲ့လူမရှိလို့ဟုတ်ချစ်ရတဲ့ညီမလေးတဲ့ရှင်အမြဲတမ်းနဲ့ကြည့်ဖြစ်တယ်တဲ့ကျေးဇူးပါလို့ရှင်တို့ကလည်းဒီတိုင်းထိုင်မဲ့တော့နှီးစီပန်းလေးတွေအသေးလေးတွေပေးကြပါလားပတ်စံလည်းမကုန်မဲနဲ့ຫນွယ်လေးတီတီတဲ့ကျေးဇူးပါလို့ရှင်တို့လည်းအသေးလေးတွေပေးကြပါ